ကျွန်တော်တို့ဒီ save process မှာဆိုလဲအဲ့ဒီအတိုင်းပဲပေါ့နော်ဒီ purchase နဲ့ထိုးတူတယ်သူကဘယ်ကစမလဲ quotation ကစမယ်ပြီးရင် save order တင်မယ်ပြီးရင် deliver ပို့မယ်ပြီးရင် invoice ဖွင့်မယ် pay လုပ်မယ်ပေါ့နော်ဒီလိုအဆင့်50အတိုင်းပဲရှိတယ်အဲ့ဆိုဟုတ်ပြီကျွန်တော်ဒီ save process လေးကို try ကြည့်မယ်ပေါ့နော်အဲ့ဆိုကျွန်တော်ဒီ save app ထဲကိုလာမယ်နေယူခေါ်လိုက်မယ်ဝယ်တဲ့ customer ရဲ့လူနာမည်ထည့်မယ်ပြီးတော့မှကျွန်တော်တို့ရောင်းလိုက်တဲ့ product ပေါ့နော်ထားပါတော့ဒါစင်ပေါ့နော်ဘယ်နဲ့ဒါစင်9ဒါစင်ပေါ့ဒါစင်ကိုထားပါတော့ကျွန်တော်ကဒါ3000နဲ့ရောင်းတယ်ပဲဆိုပါတော့နော်စိတ်ထားလိုက်မယ်ဒီအဆင့်ဆိုတာကျွန်တော်ဒါ quotation အဆင့်ပေါ့နော်တေးကြရင်ဘာလုပ်မလဲဆိုတော့ confirm နှိပ်လိုက်မယ်ဒါဆိုရင် save order အဆင့်ရောက်သွားလိမ့်မယ်ပြီးတော့မှကျွန်တော်ဒါ deliver နှိပ်မယ် validate ဆိုတဲ့ဟာလေးကိုကျွန်တော်ဒါနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်ကုန်လေးပို့ပြီးသွားပြီအဲ့ဒါပြီးတော့မှနောက်တော့ invoice ဖွင့်မယ် create invoice ကိုနှိပ်လိုက်မယ် regular invoice ပဲကျွန်တော် create and draft ပြီးတော့မှ confirm နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော် invoice လေးဖွင့်ပြီးသွားအဲ့တော့ဒီ invoice ကဘယ်မှာရှိလဲဆိုတော့ကျွန်တော်ဒါ account ဒီမှာရှိတယ်နော် receipt ကဘယ်မှာရှိလဲဆိုတော့ကျွန်တော်တို့ကဒီ deliver inventory app မှာရှိတယ်အဲဆို customer တွေက invoice ပေါ့နော်ဒီမှာရှိနေလိမ့်မယ်နော်ဒီမှာဆိုရင်3သိန်းဝယ်အဲ့တော့မှငွေရတယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်ကနေသွင်းမလဲဆိုတော့ account ကြီးရပဲကိုရတဲ့ငွေစင်းကနေထားပါ transaction ခေါ်ပြီးသွင်းမယ်ပေါ့နော် transaction ခေါ်လိုက်မယ် transaction နဲ့ယူခေါ်လိုက်မယ်ဒါပါတော့ RECMP ဒါကတော့မိမိကြိုက်တဲ့တရားရေးလို့ရနော်ဟုတ်ပြီပါတနာဒီကောငွေရတာမလို့ကျွန်တော်အပေါင်းနဲ့ထည့်မယ်ပြီးတော့မှ add and close အဲ့မှာကျွန်တော် reconcile လုပ်ဖို့တဲ့ system နဲ့ auto ပေါ်ပေးလိုက်မယ်ဒီပေါင်ချာနဲ့ခြေချင်တာမလို့ကျွန်တော်ဒီကောင်ကို select မှတ်လိုက်မယ် select okay เนาะဒါမှ3သိန်းဝဲကိုကျွန်တော်က3သိန်းဝဲပဲခြေတဲ့ပေါင်ချာကိုကျွန်တော်ဒါ9သိန်းရတဲ့ပုံစံထွင်တာအဲ့တော့ကျွန်တော်စရင်းမှားနေပါတော့ဒါပဲကျွန်တော်ငွေသွင်းတာမှာ list လေးကိုကျွန်တော်တို့ချိန်လိုက်မယ်ဟောဒီကောင်ကိုကျွန်တော်က3သိန်းဝဲပြီးတော့မှကျွန်တော် canvas ကိုတွန်ချိန်မယ်ဒီကနေကျွန်တော်အဲ့ဒါပေါ့ reconcile ပေါ့နော် reconcile okay ဒီကောင်လေးတွေ့ပြီเนาะဒါလေးကိုနှိပ်လိုက်အဲ့ဒါဆိုရင်เนาะခြေသွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော် save browser ကတော့အခုလိုပုံစံလေးအလုပ်လုပ်ပါတယ်